စနေပြီလူတွေကပေါ့နော်အချစ်ဆိုတာကြီးကိုအတ္တနဲ့ချီနှောင်ကြရပါတော့ဆောင်းွားခြင်းနဲ့အတ္တဓမ္မနဲ့အတူရှိခြင်းနဲ့အတ္တဓမ္မချိန်နာမကြိုက်တဲ့ခါမှာကျွန်တော်ပြိပခါဖြစ်ကြရပါတော့ပျော်ရွှင်မှုပဲတစုံတယောက်ချစ်ကြတယ်ပြီးတော့ပျော်ရွှင်မှုအတွက်ပဲတစုံတယောက်ကိုစွန့်ခွာကြရပါတော့အဲ့တော့လူတိုင်းမှာကိုယ်ပိုင်ရုံးထွက်ရခတ်တဲ့နော်နေဆိုတာရှိမှာပဲအဲ့တော့ဒီနေ့ဆ iam မမေလွန်းရဲ့နွန်ဆိုတဲ့စာအုပ်လေးပေါ့နော်အဲ့စာအုပ်လေးဒီနေ့စာတော့ဒီတိုင်းပဲကျွန်တော်စာအုပ်ဖတ်မယ် listen မှာဒီကိုကြိုက်တဲ့စာအုပ်လေးကြည့်ပြီးတော့ပေါ့နော်စာအုပ်ကိုထိလိုက်တာစာအုပ်ကအမှားစာလည်းမပါဘူးအဲ့ဒါဖန်နဲ့ session တက်သွားဟိုစာအုပ်က163မျက်နှာပါတာကျွန်တော်ဟိုဝတ္ထုက2ပုဒ်ပါပေါ့နော်အကြောင်းဟိုတစ်ပုဒ်ပြီးသွားပြီရွက်တရားပြီးသွားပြီပေါ့နော်အဲ့တော့ဒီပထမဟိုဝတ္ထု2ပုဒ်ပါဆိုတစ်ပုဒ်ပြီးသွားတယ်ဝတ္ထုလေးอ่ะပေါ့နော်ကျွန်တော်ဖတ်ရင်းနဲ့စိတ်ဝင်စားလို့ပေါ့နော်ဇက်ကောင်နာမည်သူပြောထားတယ်အထက်မှာဇက်လိုက်တွေကတော်တော်များတယ်အဲ့တော့ဇက်မင်းသမီးอ่ะပေါ့နော်သူကကျမလိုပဲပြောတယ်အဲ့ထဲမှာလည်းမင်းစိတ်ဒီဟိုလိုမျိုးနာမည်တွေကိုဖုံးထားရပေါ့နော်နာမည်တွေကိုကိုရယ်မောင်ရယ်သူရယ်ပေါ့နော်ပြီးမန်းလေးရတငယ်ချင်းရယ်အဲ့ကောင်မလေးအခြေဆုံးတငယ်ချင်းရယ်အဲ့တော့သူကအဲ့ကောင်မလေးပေါ့နော်သူကကိုနဲ့အိမ်အောင်ကြတာကိုကသူ့ထက်ကြီးတယ်အဲ့တော့သူက26ပဲရှိသေးတယ်ကိုက40ရှိနေပြီဗျာအဲ့တော့မမောင်ကသူ့ထက်နည်းနည်းငယ်တယ်မမောင်တို့ထက်နည်းနည်းငယ်တယ်ဒါပေမဲ့ဒီအိမ်အောင်ရေးဒုက္ခမှာကျတော့ပေါ့နော်စီးပွားရေးလို့ခီးဆိုင်မှုကျန်နာမှုကျတော့ဒီကိုကအပြည့်ပါပေးနိုင်တယ်ဒါပေမဲ့ဒီရှမ်းပြောမယ်ဆိုစက်ကိစ္စပေါ့နော်အဲ့ရဘောကိစ္စကျတော့ကိုကအပြည့်ပါမပေးနိုင်ဘူးမပေးနိုင်တော့သူ့မှာအလိုကမပြည့်ဘူးဗျာမပြည့်တော့သူဖောက်ပြန်တယ်အဓိကဒီတစ်ဆက်ကဒါပဲသူလာမဖောက်ပြန်ဘူးသူလာအဲ့ကိစ္စမှာသူပြောမလဲသူအဲ့ကိစ္စကိုလာသူတီးခံမစားတဲ့မင်းကလေးဆိုတော့ကိုကပြောလို့အရင်ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့သူမဖောက်ပြန်ရပါတယ်အဲ့လိုဆိုဆက်ကတိတ်သွားပေါ့နော်ဒီစာအုပ်မဖြစ်တော့အဲ့တော့သူကအိမ်အောင်ရေးသူခါမပြေဆုံးတော့ဒီဆက်ဒီအဲ့ရဘောကိစ္စကျတော့သူအဲ့လောက်ကပေါ့နော်သူလည်း2နှစ်ငယ်တဲ့မောင်ဆိုတဲ့လူနဲ့သူကဖောက်ပြန်တယ်ဒါပေမဲ့သူလို့ဖောက်ပြန်တာကမောင်မှလည်းအိမ်အောင်ရှိရယ်သူမှလည်းကိုရှိရယ်ပေါ့နော်ဒါပေမဲ့သူတို့ကအဲ့ကတင်မောကိစ္စတစ်ခုပဲသူအဲ့မှာဖြေရှင်းတာကျန်တဲ့ကိစ္စတွေမှာဆိုတော့သူက ACC ပဲတော့နှစ်ပတ်ကိုတစ်ခါတွေ့တယ်ရဲတောက်တယ်အဲ့ကိစ္စဖြေရှင်းတဲ့တစ်လောက်ပဲပေါ့နော်အဲ့တော့ဒီနှစ်ပတ်စလုံးကိုကွာရှင်းပြီးတော့ကိုကိုလည်းဒီဘသူကကွာရှင်းမောင်လည်းသူမိမကွာရှင်းပြီးသူတို့ကသူနေမလားဆိုတော့လည်းမနေဘူးပေါ့နော်အဲ့တော့သူကဘယ်မှာသူလိုရင်ဆန္ဒပေါ့နော်ပြည့်ုံတော့ပဲသူကမောင်ကိုဆက်ဆံတာကိုကျော်ချစ်တယ်ကိုကျော်တော့ကိုဆရာနေကျူးဆိုင်မွေးကျင်နာမွေးကုန်ရပါတော့အဲ့ဇလန်လေးကအဲ့လိုလေးပဲအဲ့တော့နောက်ပိုင်းကျော်တော့သူကိုမောင်နဲ့ဖောက်ပြန်တာဟိုမှာကိုကတိတ်သွားတော့သူကိုဟိုဘယ်လိုပြောမလဲဆုံးမတယ်ပေါ့နော်ရှိုက်တယ်ဒါပေမဲ့လည်းအဲ့ဒီဟိုလိုမျိုးရှိုက်တာမဟုတ်ဘူးဒါပေမဲ့လည်းကိုကသူ့မဆွန့်လွတ်နိုင်ဘူးကွယ်တလားကိုကသူ့ရမ်းချစ်တာမမကိုမင်းကျော်တော့မောင်ကျော်တော့ဒီသူ့ရဲ့ကောင်းမင်းသူ့ရဲ့ပေါ့နော်ကောင်းမလေးရဲ့မျက်ဝန်းတစ်စုံနဲ့ဒီစက်ကိစ္စပေါ့ပါသူตายရတယ်ပေါ့နော်ဒီလိုလေးပฏิပတ်တဲ့နေရာကိုကြိုက်တယ်ဆိုတော့သူပြောတယ်ဒါပေမဲ့ကိုမေးတဲ့အခါမှာကိုကကျော်တော့သူ့ဖြစ်နေလို့ချစ်တာလို့ပြောရပေါ့နော်အဲ့တော့အဲ့ဒါပဲကျွန်တော်အမြင်ပေါ့ပြောမယ်ဆိုကျွန်တော်ဒါ personal အမြင်ပေါ့နော် personal အမြင်နဲ့ပြောမယ်ဆိုရင်မောင်ကကျတော့သူက line နိုင်တယ်ပေါ့နော်ကောင်မလေးနဲ့သူက Trump ပြောချင်တယ်ဆိုတော့ဒီနေ့ case စကားနဲ့ Trump ဖြစ်အောင်နေနိုင်တယ်ကိုကကျတော့မနေနိုင်ကိုကကျတော့အကြီးပေါ့နော်အကြီးစိမ့်နေဆိုတော့ကိုက AACC ပဲသူကသူ့လို့သူလုပ်မယ်ဒီလောက်သူပြုစုပဲဒီလောက်ပဲနော်သူပဲအလုပ်ကနေပြန်မလာရင်သူဒီကိစ္စအောင်မှာအပြေးပါမဖြေရှင်းပေးနိုင်ဘူးပေါ့နော်အေးရခေစားအပြေးပါဖြေရှင်းပေးနိုင်ဘူးနေတော့နေတယ်ပေါ့နော်အဲ့လောက်မှာပဲဗျာကောင်မလေးကမချင်းရဘူးဗျာကောင်မလေးကကျွန်တော်ထင်တော့လေမိန်းကလေးတွေကသူတို့နဲ့ Trump ဖြစ်တာကိုမိန်းကလေးဖြစ်ယောက်ျားလေးဖြစ်ပေါ့နော်လိုက်နေတာကိုခံမစီပြီးလိုက်နေတာကိုသဘောကျလာပေါ့နော်ကျွန်တော်ဒီထဲမှာကြည့်ရတာဒီဇလန်ထဲမှာကြည့်ရတာပေါ့နော်အဲ့တော့ तू ကနှစ်ဖက်လုံးကြားတယ်မလားကိုမောင်သူကအဲ့မှာယူရခံနေတာ तू မှာမမောင်ကိုချက်လာဆိုတော့မချက်ဘူးအဲ့တော့ तू က
နောက်မှကျတော့မိသွားဆိုတော့ကိုကနေပြီးတော့သူ့ကိုမစွန့်လို့ဘူးမနော်သူချစ်တယ်ရတယ်ကောင်မလေးကဒီလို2ယောက်ဒီလိုမျိုးနေအောင်မိသွားတော့မှကောင်မလေးကစိတ်ညစ်လို့ဆိုပြီးတော့တဲ့မလားဒီငွေဆောင်သွားပြီးတော့ပင်လယ်ကမ်းခြေမှာပန်းဖြတ်တော့မှကိုဆိုလဲလူကလေမောင်ကိုဖုံးဆက်ပြီးတော့မင်းသွားခေါ်မင်းခေါ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာပေါ့နော်အဲ့ဒါကြီးကျတော့လေကိုနေရာလေးချိန်ရင်လေအဲ့ဒါကြီးကျတော့လေတော်ကိုလေမေတ္တာအဲ့လောက်ကြီးနိုင်ရတာပေါ့နော်ဒါပေမဲ့လေအဲ့လိုကိုလိုလူမျိုးကိုကျွန်တော်အပြင်မှာတွေးဘူးတယ်တကယ်တွေးဘူးရမြင်လဲမြင်ဘူးရစကားလည်းပြောဘူးရပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ तू နားလဲပေးနိုင်တာကြီးရဗျာအရန်ယွန်လွန်းတယ်ကိုနားလဲပေးနိုင်တယ်ဒါပေမဲ့ तू ကရတယ် तू ချစ်တယ်လက်နားလဲတယ်ပေါ့နော်ကလေးလေးကိုနားလဲတယ်ပေါ့ဒါပေမဲ့အဲ့ကောင်မလေးကပြန်လာပြီးတော့သူတို့2ယောက်ကနေပြီးမောင်စီလဲမနေကိုစီလဲမနေဘူးဆိုပြီးတော့ကောင်မလေးကနေပြီးတော့စိတ်ညစ်တယ်ဆိုပြီးတော့မန်းလေးကိုကားနဲ့ထိုးတော့အဲ့မှာဟိုတယ်တစ်ခုမှာနေတယ်ဗျာနေပြီးတော့သူ့ရဲ့အခြေဆုံးတငယ်ချင်းပေါ့နော်တငယ်ချင်းဖုန်းလန်းဆက်လိုက်တယ်အဲ့မန်းလေးကတငယ်ချင်းနေပြီးတော့ယောက်ျားလေးတငယ်ချင်းပဲယောက်ျားလာတယ်ပြီးတော့အဲ့ကောင်လေးကိုသူကလေဘင်းကိုတွဲလက်ခေါ်ပြီးဖတ်ပြီးငိုတယ်ပေါ့နော်အဲ့မှာသူကအဲ့တငယ်ချင်းကပဲသူ့ရဲ့ပေါ့နော်သူလောက်ခရသူရှုပ်ရှင်အောင်ရှုပ်ပွေးချင်းအောင်ပွေးပေါ့နော်အဲ့ဒါကိုအဲ့ကောင်လေးကနားလဲပေးရဗျာအဲ့တော့အဲ့ကောင်လေးနေတဲ့အဲ့မှာအဲ့မိုတယ်မှာသူအိတ်လိုက်တယ်ပေါ့နော်ဟိုတယ်မှာပြီးတော့သူပြန်လာချပြန်ဒီမန်းလေးကနေပြန်လာပြီးတော့သူမမကိုမချစ်တော့ဘူးပြောတယ်မမကိုပေါ့နော်ဒီသူနဲ့မတွဲတော့လမ်းခွဲမှပြောတယ်မမကလုံးဝလက်မခံနင်းကိုနဲ့ပဲရှာတယ်ကျန်တဲ့လူတွေဆိုငါလုံးဝလက်မခံဘူးနင်းကငါလိုက်တတ်မှာလို့ပြောတာအဲ့နဲ့မလေးစိတ်တွေရှိုးပြီးတော့ကိုမမအကုန်လုံးဆက်ဖြတ်ပြီးတော့သူဒီတိုက်ခန်းလေးတစ်ခန်းကိုသွားငါပြီးအဲ့မှာတိုက်ခန်းလေးတစ်ခန်းကို6လချုပ်ပြီးတော့နေလာပေါ့နော်နေပြီးတော့အဲ့တိုက်မှာပေါ့နော်ကောင်လေးတယောက်နဲ့တွေ့ကောင်လေးကရိုးသားသားလေးပါသူအဲ့ဒီရိုးသားသားလေးပေါ့နော်သူကောင်မလေးပေါ်မှာသူထားလဲစိတ်အဲ့ရိုးသားသားပဲသူ့စိတ်မှာစက်ကိစ္စမပါဘူးအဲ့တော့တရက်ကျော်တော့အဲ့ကောင်လေးကဒီကောင်မလေးစီကနေပဲကိုဖုန်းနံပါတ်ကိုယူပြီးတော့ပေါ့နော်လမ်းဆက်လိုက်တယ်ကိုရေဒီမှာလာခေါ်ပါနော်ကိုမိမဒီမှာရှိရပေါ့နော်အဲ့မှာကိုကရောက်ချလာပြီပစ္စည်းတော့တိမ့်ပြီးတော့ဗျာကားအောက်ကိုမှသွားပြီးတော့တိုက်ခန်းမောကနေပြီးကားအောက်ကိုသွားပြီးတော့ကားအောက်မှာသွားတင်တယ်အဲ့အချိန်မှာအဲ့ကောင်လေးနေပြီးတော့ကောင်မလေးကိုဖတ်ပြီးတော့နမ်းပြီးပြောရပေါ့နော်ကျွန်တော်ခွန်းလို့ပါနော်ကျွန်တော်မမကိုချစ်တာရိုးသားသားပဲဒါပေမဲ့ဒီတိုက်ခန်းကလူတွေတိုက်ခန်းမောကဒီအဆောင်ကလူတွေကပေါ့နော်မမကိုမယုံမသားနဲ့ပြောတာကိုအဲ့တော့ကျွန်တော်လုံးဝမကြိုက်ဘူးပေါ့နော်အဲ့နဲ့အဲ့ကောင်လေးရိုးသားလေးပဲပေါ့နော်အဲ့နဲ့သူကအဲ့ကောင်မလေးပြန်လာပြီးတော့သူကိုလည်းကြားကိုလည်းမချစ်တော့ဘူးကိုလည်းနဲ့မနေတော့ဘူးအောင်လေးနဲ့မနေတော့ဘူးမန်လေးရဲ့တငယ်ချင်းနဲ့မသွားတော့ဆိုပြီးသူကအားလုံးနဲ့အဝေးတနေရာသွားမယ်ဆိုပြီးတော့သူကကားနဲ့သွားတာပေါ့နော်သွားတဲ့အချိန်မှာမမကိုခေါ်သွားရစဉ်းစားကြည့်ကိုတော့စာရေးပြီးထားခဲ့တယ်ဒါပေမဲ့မမကိုကားမောင်းခိုင်းပြီးခေါ်သွားတယ်အဲ့မှာသူမားလာသူထွက်သွားလိုက်ကျန်တဲ့ဗျာဝေးပြေးကားနဲ့ထွက်မလားရထားနဲ့ထွက်မလားထွက်သွားလိုက်မဟုတ်တော့မမကိုခေါ်သွားတယ်မမကနေပြီးတော့ဒီသူတို့အမတ်တရဖြစ်တယ်ဆိုတော့သူတို့နှစ်ယောက်ရဲ့အမတ်တရဖြစ်တဲ့ဒီတောင်ဦးမျိုးလိုက်ပို့တယ်တောင်ဦးမှာချောင်းမှာသူတို့စီကစားကြတယ်ပြောကြတယ်ပြီးတော့အဲ့ဒီလမ်းဟောင်းကနေပဲသူကားနဲ့မောင်းပြီးတော့မန်းလေးဘက်ကိုသွားမယ်ပေါ့နော်အဲ့မှာသူကနေပြောလိုက်တာပေါ့မမောင်ငါနင်းကိုမချစ်ဘူးနင်းငါ့ကိုလမ်းခွဲပေးပေါ့နော်ငါတယောက်တည်းပဲနေချင်တယ်ငါလူနဲ့မှမနေချင်တော့ဘူးပြောခါမှာမမောင်လုံးဝလက်မခံဘူးအဲ့နဲ့ကားကိုပြန်ကွေ့ပြီးတော့ဒီပြန်ချလာရပေါ့နော်ရန်ကုန်ဘက်ကိုပြန်ချလာရင်အမြန်လန်းနေအဲ့မဲ့ကောင်မလေးနေပြီးတော့သူဘလူးလက်ထဲမှာသူမယုံထနိုင်ဘူးသူမွန်းကျက်ပြီးတော့ပေါ့နော်ဒီကားစီနီယာနောင်မှကောက်ပြီးတော့လှည့်ပလိုက်တဲ့ခါမှာဒီအလေကားအလေလမ်းကြောင်းကနေပြီးတော့ပေါ့နော်ဟိုဘက်လမ်းတစ်ခါကိုကြော်ပြီးတော့မှောက်သွားပြီးတော့ဟိုက်ချက်ကားနဲ့ဝင်တိုက်ပြီးတော့ကောင်မလေးရောဆေးရုံရောက်သွားပါပေါ့နော်ဆေးရုံရောက်တော့ကောင်မလေးကလုံးဝတတိမေ့နေအဲ့မဲ့ကိုကမမောင်ဆိုတဲ့လူမှပေါ့နော်မရရအောင်တောင်းမှပြောပြီးတော့ဒီတောင်းပါလဲပြင်းဝင်ပို့လိုက်တာအဲ့မမန်းလေးတငယ်ချင်းရောက်ချလာတော့ဒီမှာပြကိုကနေပြီးတော့ကောင်းမလေးပြောတာမောင်မောင်သေးသွားတာနင်းကြောင်အဲ့တော့နင်းဘေးမှမသွားနဲ့နင်းသွားရင်ငါနင်းကိုမောင်မောင်တက်တာနင်းဆိုပြီးတော့နင်းကိုထောင်းချမှာဆိုပြီးပြောတဲ့ခါမှာကောင်းမလေးကနေပြီးဘဲမှမပြေတော့နဲ့ကိုစီမှာပဲနေတော့မယ်ဆိုပြီးတော့ဂရိပေးတာအဲ့မမန်းလေးတငယ်ချင်းရောက်ချလာပြီးတော့ကောင်းမလေးကိုပြောတယ်ပေါ့နော်နင်းငါနဲ့လိုက်ခဲ့တော့ပေါ့နော်ဘလို့လက်သွားရောလိုက်ခဲ့လို့ပေါ့
အားနဲ့ပဲလိုက်ခဲ့တော့ပေါ့နော်ဒီဘလူးထဲမှာမနေတော့တယ်ပေါ့အဲ့အချိန်မှာသူကမလိုက်တော့ပေါ့နော်အမောငါ့ကိုမှားခဲ့တယ်ပေါ့နော်ငါရဲ့လုံခြုံစိတ်ရတဲ့နေရာကိုစီမှာပဲဆိုပြောဇလန်အဲ့ဒါပဲဗျာဘာတွေရှုပ်နေတယ်မသိဘူးအဲ့ဒါပဲတော်ရှုပ်တာဒါပေမဲ့ဒီဇလန်ရဲ့စင်းမြစ်ကိုဟိုအဖြစ်လိုက်မယ်ဆိုရင်သူမတာမဖောက်ပြန်ခဲ့ရင်ကျွန်တော်ပြိုးတွေးနေတွေ့ရပါလားဒီမနာမဖောက်ပြန်ခဲ့ဘူးဆိုရင်ဒီဇလန်ကပြီးနေပြီဗျာဟုတ်တယ်မလားဒါကြီးဖြစ်လာတာကြောင့်မရှိဘူးဒါပေမဲ့ဒါလည်းသူ့စိတ်ကိုအဲ့တော့လေမှုကိစ္စမှာသူကကိုကမဖြောင်းဖြမဖြေးပြီးမရှိသူဆန္ဒရှိတယ်မဖြေးစည်းပေးနိုင်တဲ့အတွက်သူဘယ်လိုပြောရမလဲသူဖောက်ပြန်တယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ trend ဖြစ်အောင်မနေနိုင်တော့ကောင်းကိုကဒီတိုင်းပဲပေါ့နော်ဒီ87ပေါ့နော်ဒီတိုင်းပဲချစ်တော့ချစ်တယ်အဲ့တော့လေလောကမှာကလေအချစ်တစ်ခုတည်းနဲ့မလုံးလောက်ဘူးလားလို့ကျွန်တော်တွေးမိရပါဒီဇန်လန်လေးဖတ်ပြီးတော့လောကမှာအချစ်တစ်ခုတည်းနဲ့မလုံးလောက်ဘူးပြီးတော့ဟိုသူ့ရဲ့ကိုရဲ့တုံနေလာတဲ့ခါမှာဒီကိစ္စကြီးကလည်းရှိလာတယ်ပေါ့နော်ပြီးတော့အလုပ်ကြီးပဲမလုပ်ဖ ೇನೆ ဒီထမ်းဖြောင်လဲပေါ့နော်လူငယ်ဘောပါလေးလည်းနေနိုင်ရမယ်ဒါပေမဲ့ဒီစကားဒီဇလန်ကိုလည်းလူကြီးရှိသွားပြောလိုက်အဲ့ကောင်မှလည်းတော်တော်နန့်ကိုနန့်လို့ပါဆိုပြီးတော့ပြောရင်ပြောမိလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းလူတိုင်းမှာကိုယ်ပိုင်ရုံးထွက်ရမယ်နွန်လေရုံးထွက်ဖို့ခက်ခဲတဲ့နွန်တွေဆိုတာရှိတယ်ဗျာအဲ့တော့ဒီလိုဇလန်မျိုးကဇလန်ဒီလိုဇလန်ကြီးလို့လည်းမဟုတ်ဘူးနော်ဒီလိုမျိုးဇလန်နဲ့ဆင်းတဲ့ဇလန်မျိုးလေးကျွန်တော်တကယ်ဟိုမျိုးလဲမြင်ဘူးတယ်ဗျာကျွန်တော်ရဲ့ဒီအပြင်ကဘာမှမြင်ဘူးတယ်အဲ့တော့သူဆိုရင်လည်းအိုင်ဦးလေးဆိုရင်လည်းသူမယုံထွက်နိုင်ဒီနွန်နဲ့ကနေပြောပါတော့အဲ့တော့ဒါတွေကလေဟိုတကယ်အပြင်လောကမှာလည်းရှိတယ်ပေါ့နော်အဲ့တော့ဆရာမစာရေးဆရာမမင်းလွင်ရေးထားတဲ့ဒီနွန်ဆိုတဲ့စာအုပ်လေးပေါ့နော်ဖတ်ကြည့်ပါဒါကကျွန်တော်တို့ကယောက်ျားလေးတယောက်နေရနေဖတ်တာပေါ့နော်ဒါညီတို့ဒါဒီကညီကောင်မောင်နှမတွေကကျတော့မိန်းကလေးဆိုလည်းမိန်းကလေးတောင်းနေရနေဖတ်ကြည့်ပေါ့နော်မိန်းကလေးတောင်းနေဖတ်ကြည့်လိုက်ရင်ငါလို့ပါလို့လေငါဘာပြင်းပြရှိလဲပေါ့နော်ငါသူ့နေရာမှာဆိုရင်ရောဘယ်လိုမျိုးလဲပေါ့နော်ဒါကတော့ဟိုဒီဝိထုကတော့ရမ်းငယ်လက်ကလေးဆိုမဖတ်ပါနဲ့ဘာလို့ဆိုဆက်ကိစ္စရေးပါဖြစ်တော့ပေါ့နော်အဲ့တော့18ကနေပြီးတော့18နှစ်အထက်ကလူတွေပဲဒီစာအုပ်ကိုဖတ်ပြီးပါအဲ့တော့ကျွန်တော် recommend ပေးပါတယ်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဖတ်ပါကောင်းပါတယ်မိန်းကလေးတယောက်နေနေလဲဒီစာအုပ်ကိုဖတ်ပြီးရင်ဘယ်လိုမျိုးရတယ်ဆိုတာကိုcomment မှာမှန်းသွားနိုင်ပါတယ်အဲ့တော့ဒီယောက်ျားလေးနေရာလဲဒီစာအုပ်ကိုဖတ်ပြီးတော့ငါတို့တွေဘာလို့အဲ့လဲဘယ်လိုမျိုးလဲပေါ့နော်ဒါကတော့မိန်းကလေးဒီစာအုပ်ထဲမှာတော့မိန်းကလေးတယောက်နေရနေရေးတာဖြစ်လို့အတွက်ငါတို့တွေဘယ်လိုမျိုးနေထိုင်ရမလဲဘယ်လိုဆင်ခြင်ရမလဲဘယ်လိုစူးစမ်းရမလဲကိုလုံးချင်တာပဲလုံးနေလို့မရဘူးပေါ့နော်အဲ့တော့တစ်ဖက်ကဆန္ဒကိုလည်းသူကိုနားလဲပြရမယ်ပေါ့တော့ဒါဟိုလိုပြောရမှာမဟုတ်ဘူးเนาะဒါညင်းပဲပြောလာမှာမဟုတ်အဲ့ဒါလည်းနားလဲပြနေတယ်အဲ့ဒါလည်းကိုကဖြည်းဖြည်းပြနေရမှာပေါ့နော်အဲ့တော့လောကမှာငွေတစ်ခွေးနဲ့လည်းမရဘူးအချစ်တစ်ခွေးလည်းမရအားလုံးကဖိလန့်ညင်းရမယ်အဲ့တော့အားလုံးပေါ့နော်ကိုနဲ့နေတဲ့နွန်တွေကနေပြအားလုံးရုပ်ထွက်နိုင်ကြပါစေအဲ့တော့ဒီစာအုပ်လေးဒီဇက်ဝတ္ထုလေးကိုဖတ်ပြီးရင်လေဒီဝတ္ထုစကြောင်းလေးဒီဇက်လန်လေးကိုဖတ်ပြီးရင်လေကိုရခဲ့တဲ့ဟာလေးပေါ့နော်ကိုရခဲ့တဲ့ဟာလေးလေဒီမှာမရေးချင်လေကိုစိတ်ထဲမှာဘာတစ်ခုတော့ထွေးတစ်ခုလောက်ဝင်သွားစီမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ဖတ်ကြည့်ပါကောင်းပါတယ်အဲ့တော့ကျွန်တော်ဒီလောက်ပဲပြောပါမယ်နော်ကျွန်တော်နည်းနည်းတော့ရှည်သွားပြီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တက်တာပါ